အိမ်တော်ပြုပြီးနောက်ပိုင်းဇနီးဖြစ်သူကသူ့မိဘအိမ်ပြန်ဖို့ပထမဆုံးအကြိမ်စကားဆလာတာပါပဲအမျိုးသားဖြစ်သူကလည်းသူ့ဇနီးအတွက်လက်ဆောင်ဖြစ်ရွှေတဲ့ပစ္စည်းတွေနဲ့အိမ်ချမ်းမြေတွေကိုအလျင်အမြန်ပြင်ဆင်ပေးခဲ့ပါတယ်သူကအဲ့ဒီလက်ဆောင်တွေအားလုံးကိုတာမန်ရိုးရိုးအိတ်တစ်လုံးထဲမှာပဲထည့်လိုက်တာပါနောက်နေ့မှာတော့ဒီလက်ဆောင်တွေဟာသူမရဲ့မိဘတွေအတွက်ပြင်ဆင်ထားတာဖြစ်ကြောင်းဇနီးဖြစ်သူကိုပြောပြလိုက်ပါတယ်သူမကတော့အိတ်တွေအများကြီးဆိုတော့နည်းနည်းများနေမလားလို့စိတ်ထဲကနေတွေးနေမိတာပေါ့အမျိုးသားဖြစ်သူကတော့အိတ်ထဲမှာဘာတွေပါလဲဆိုတာကိုမပြောပြခဲ့ပါဘူးအိတ်ထဲမှာအိမ်ကထွက်တဲ့ဒေတာထွက်ပစ္စည်းလေးတွေပဲပါတယ်လို့ပဲသူကပြောခဲ့တာပါရောက်ခမဖြစ်သူကတော့အမျိုးသမီးကိုအနီရောင်စာအိတ်တစ်ထပ်ထပ်ပေးလိုက်ပါသေးတယ်အမျိုးသားရဲ့အကိုနှစ်ယောက်ကတော့မနာလိုတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတာပေါ့အနီရောင်စာအိတ်တစ်အိတ်စီမှာရွာ9တန်းတန်ချက်လက်မှတ်တစ်ဆောင်စီပါနေလို့ဖြစ်ပြီးအမျိုးသားကသူမတို့အိမ်ကိုထရက်တာတစ်စီးနဲ့မောင်းသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးရဲ့မိဘတွေကသမီးတွေကိုကြိုဆိုဖို့အတွက်တကားဝမှာစောင့်နေကြပါတယ်သမီးတွေအားလုံးဟာစိန်ခံကားအကောင်စားကြီးတွေပေါ်ကနေဆင်းလာကြတာပါဝဝဖိုင်ဖိုင်အမျိုးသမီးကတော့သူ့အမေကိုအပြင်မှာမစောင့်နဲ့တော့အရင်ဝင်နေတော့လို့ပြောနေတာပေါ့ဂုံမတ်တဲ့အဖေဖြစ်သူကတော့အချမ်းသာဆုံးဖြစ်တဲ့တမက်ကြီးဆုံးလာတာကိုပဲစောင့်မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတမက်ကြီးဆုံးရဲ့စိန်ခံကားကြီးကသူတို့စီကိုမောင်းလာခဲ့ပါတယ်အဖေဖြစ်သူကလည်းချက်ချင်းပဲမျက်နှာပေးပြောင်းသွားပြီးစိတ်အားထက်သန်စွာနဲ့လက်လန်းပြပါတော့တယ်ကားထဲမှာပါလာတဲ့အကွက်စင်တက်တဲ့အမျိုးသမီးကလည်းဟိုဇနီးမောင်နှံနှစ်ယောက်အဆက်ကွဲစေဖို့သူ့ယောက်ျားကိုတတိပေးနေတာပါသူ့ယောက်ျားကလည်းချက်ချင်းပဲခေါင်းငိမ့်လိုက်ပါတယ်ကားပေါ်ကဆင်းလာတော့မိဘတွေကပြုံးပြုံးရွှင်ရွှင်နဲ့ပဲသူတို့ကိုရန်နေနေလောက်ထပ်နေဖို့ပြောနေကြပြီးတခြားသမီးတွေနဲ့တမက်တွေကိုတော့လုံးဝကိုလစ်လျူရှုထားတာပါအဲ့ဒီအချိန်မှာအကွက်စင်တက်တဲ့အမျိုးသမီးကညီမအငယ်ဆုံးဘာလို့မရောက်သေးတာလဲဆိုပြီးသူ့မိဘတွေကိုမေးလိုက်ပါတယ်အဖေဖြစ်သူကတော့ယွန်ရှာတဲ့အမူအရာနဲ့လက်သမားနဲ့လက်ထပ်ထားတဲ့အဲ့ဒီအမျိုးသမီးကိုဂရုစိုက်မနေနဲ့လို့ပြောလိုက်တာပေါ့သူပြောလို့တောင်းမဆုံးသေးဘူးအမျိုးသမီးနဲ့သူ့အမျိုးသားကသူတို့ရှေ့မှာပေါ်လာပြီးအမျိုးသမီးကလည်းအပြုံးကြီးပြုံးကလက်ဆောင်ထုတ်အကြီးကြီးတွေကိုသူ့မိဘတွေစီဆွဲယူလာပါတယ်ဒါပေမဲ့သူ့မိဘတွေကတော့ယွန်ရှာတဲ့အမူအရာတွေဖြစ်နေကြတာပါအမျိုးသမီးကလည်းစိတ်အားထက်သန်စွာနဲ့ပဲဒါတွေဟာသူ့အမျိုးသားကသူတို့အတွက်ပြင်ဆင်ပေးထားတဲ့ဒေတာထွက်ပစ္စည်းတွေပါလို့ပြောလိုက်ပါတယ်ဒါပေမဲ့အဖေဖြစ်သူကတော့အဲ့ဒါတွေကိုသူ့အိမ်ထဲမယူလာနဲ့လို့တိုက်ရိုက်ပဲပြောလိုက်ပါတယ်အမေဖြစ်သူကလည်းဒေါသတယောက်နဲ့ယူပြီးတဲ့နောက်မှာတော့ဒီအမျိုးသမီးဟာအိမ်ထဲငယ်နဲ့ပဲဝတ္တရားကြည့်အောင်လာတာပါလို့ပြောပါတယ်နောက်ဆုံးမှာတော့ဒီအမျိုးသမီးဟာမိသားစုရဲ့ဂုဏ်သိက္ခာကိုအကုန်ဖျက်ဆီးပစ်လိုက်ပြီလို့တောင်ပြောလိုက်ပါသေးတယ်သူမဟာအဲ့ဒီနေရာမှာပဲရက်နေပြီးအပြုံးတွေအားလုံးပြက်ကွယ်သွားခဲ့ရပါတယ်အမတွေကဘသူကမှလည်းသူမဘက်ကနေကာကွယ်ပြီးစကားတခုမှမပြောပေးခဲ့ကြပါဘူးသူတို့အားလုံးကချမ်းသာတဲ့တထေသမီးဘဝကနေရုပ်ဆိုးတဲ့ဘဲကလေးဖြစ်သွားပြီဆိုပြီးဝိုင်းလောင်ကြတာပေါ့အမတတရမြောက်တယောက်ကပဲလက်ဆောင်တွေကသေးပေမဲ့စေတနာကအကြီးကြီးပါလို့ပြောပေးရှာပါတယ်ဒါပေမဲ့အကွက်စင်တက်တဲ့အမျိုးသမီးကတော့ဆင်းရဲတာကဆင်းရဲတာပဲလို့ချက်ချင်းပြန်ပတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဒီအမျိုးသမီးရဲ့အမျိုးသားဟာကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခြင်းရောက်ဆောင်ပြီးသူတို့ကိုတောင်ရိုက်နှက်ခဲ့သေးတယ်လို့ပြောလိုက်ပါတယ်အဖေဖြစ်သူကတော့တော်တော်လေးကိုအံ့ဩသွားတာပါအမေဖြစ်သူကတော့အဲ့ဒီအမျိုးသမီးကိုတိုက်ရိုက်ပဲစူပူကျိမ်းမောင်းပါတော့တယ်အဖေဖြစ်သူကအဲ့ဒီအကွက်စင်တက်တဲ့အမျိုးသမီးကိုချက်ချင်းတောင်းပန်ဖို့အမျိုးသမီးရဲ့အမျိုးသားကိုခိုင်းလိုက်ပါတယ်ဒါပေမဲ့အမျိုးသမီးကတော့သူတို့ဟာအထုခံရတာနဲ့ထိုက်တန်ပါတယ်လို့ပြက်ပြက်သားသားပြန်ပြောလိုက်ပါတယ်ရိုက်ဖို့ပြင်နေတဲ့အကွက်စင်တက်တဲ့အမျိုးသမီးကိုအမျိုးသားဖြစ်သူကတားလိုက်ပါတယ်သူမဟာသူ့အမျိုးသားကိုချစ်ခင်မြတ်နိုးတဲ့မျက်လုံးတွေနဲ့ကြည့်နေမိတာပေါ့အမျိုးသားဖြစ်သူကလည်းတည်ငြိမ်အေးဆက်တဲ့မျက်နှာနဲ့ပဲဒီအမျိုးသမီးကိုဘယ်သူမှအနိုင်ကျင့်ခွင့်မရှိဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့သူ့အဖေကတော့အမျိုးသမီးရဲ့အမျိုးသားကိုသူ့ကိုမျက်နှာမပေးဘူးဆိုပြီးအပြစ်တင်ပါတော့တယ်အမေဖြစ်သူကလည်းအကွက်စင်တက်တဲ့အမျိုးသမီးရဲ့အမျိုးသားကဂုဏ်ရှိဆုံးဖြစ်လို့လက်သမားတွေအနေနဲ့တီးခံတင်တယ်လို့ပြောလိုက်ပါတယ်နောက်ဆုံးမှာတော့သူမဟာဒီလက်ဆောင်တွေကိုအိမ်ထဲအတွင်းမခံဘူးလို့တောင်ညှင်းလွတ်လိုက်ပါတော့တယ်သူမခမအမျိုးသားကိုဒုက္ခပေးမိတဲ့အတွက်တောင်းပန်နေရတာပေါ့အဲ့ဒီအချိန်မှာတော့မောက်မာလာတဲ့မိဘတွေဟာအဲ့ဒီအိတ်တွေထဲမှာအမေရိကန်ဒေါ်လာ1 ဘီလီယံတန်ဖိုးရှိတဲ့လက်ဆောင်တွေပါနေမှန်းကိုလုံးဝမသိခဲ့ကြပါဘူးနောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိချင်ရင်တော့ကျွန်တော်ရဲ့အကောင့်ကို follow လုပ်ပြီးအားပေးထားကြပါဦး